ဘန်နဲ့ပန်တိုဂျာကြောင့်လေးနည်းနည်းပြောမယ်ဗျာ UFC ရဲ့ Flyweight ကမ္ဘာချန်ပီယံပန်တိုဂျာနဲ့ Flyweight တန်းရဲ့နံပါတ်1ကစားသမားမြန်မာဖိုက်တာလေးဂျော့ရှ်ဝါဗန်တို့ရဲ့ထိပ်တိုက်ရင်ဆိုင်မှုဟာမကြာခင်မှာပဲဒီကြပေါက်ပွဲချပွဲကောင်းတစ်ပွဲအဖြစ်လာတော့မှာပါဒီပွဲဟာ UFC Flyweight တန်းရဲ့တမိုင်းမှာရေရှိသုံးပွဲတင်တဲ့ကတစ်ပွဲအဖြစ်ဒီကြပေါက်ဖြစ်လာမှာပါလက်ရှိချန်ပီယံကပတ်ပိုင်ရှင်ဘရာဇီးနိုင်ငံသားပန်တိုဂျာအလွန်ကောင်းမွန်တဲ့ဖိုက်တာတစ်ဦးဖြစ်ပြီးသူ့ရဲ့ကြမ်းတမ်းတဲ့ဖိအားပေးတိုက်ခိုက်မှုတွေကြောင့်အရန်နာမည်ကြီးတဲ့ဖိုက်တာတစ်ဦးလည်းဖြစ်ပါတယ်။ Flyweight တန်းဘယံပန်တိုဂျာဟာဘရန်ဒန်ဝိုင်ဘယ်ဘရန်ဒန်မိုရီနိုကန်ဂေရာစတဲ့ထိပ်တန်းဆန်ဖိုက်တာတွေကိုအနိုင်ယူပြီးသူ့ရဲ့အစွမ်းသားကိုတက်တည်ပြထားပြီးဖြစ်ပါတယ်။ဂျော့ရှ်ဝါဗန်ကိုအနိုင်ယူပြီးဆက်လက်ပြီးတော့ချန်ပီယံကပတ်ကိုကာကွယ်နိုင်မလားဆိုတာတော့ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့မြန်မာဖိုက်တာလေးဂျော့ရှ်ဝါဗန်ဟာလည်း UFC ကိုစပြီးရောက်လာသည့်အချိန်ကတည်းကလိုက်ပွဲတိုင်းမှာအစွမ်းကုန်တိုက်ခိုက်ပြီးအားတင်တဲ့ရလဒ်တွေကိုဖန်တီးပြထားတဲ့သူလည်းဖြစ်တယ်။လျင်မြန်တွက်လက်တဲ့လက်တီးထိုးချက်တွေလွန်အားကောင်းတဲ့ကန်ချက်တွေနဲ့ရဲရဲနဲ့မြန်မာတွေးပါတဲ့စိတ်ဓာတ်တွေကဗန်ရဲ့အားသာချက်တွေလည်းဖြစ်တယ်။ဘရန်ဒန်ဝိုင်ဘယ်ကိုအနိုင်ယူပြီးနံပါတ်1နေရာယူထားတဲ့ဗန်ဟာ Flyweight တန်းကမ္ဘာချန်ပီယံကမ္ဘာဘန်ရှင်ဖြစ်လာဖို့လက်တကမ်းတော်လိုတော့တဲ့ကျွန်တော်တို့မြန်မာဖိုက်တာလေးတစ်ဦးဖြစ်ပါတယ်။ပန်တိုဂျာရဲ့ဖိအားပေးကြမ်းတမ်းစွာတိုက်ခိုက်မှုနဲ့ဗန်ရဲ့လျင်မြန်တွက်လက်ပြီးအားပါတဲ့လက်တီးထိုးချက်တွေကဒီပွဲရဲ့အလွန်စိတ်လှုပ်ရှားစရာကောင်းပြီးအမှားမခံတဲ့ပွဲကောင်းတစ်ပွဲဖြစ်လာမှာပါပန်တိုဂျာပဲ Flyweight တန်းရဲ့ချန်ပီယံကပတ်ကိုဆက်လက်ပြီးတော့ကာကွယ်နိုင်မလားဂျော့ရှ်ဝါဗန်ကပဲတမိုင်းတဲ့တစ်ခုရေးထိုးပြီးမြန်မာပြည်အတွက်အလွန်ကြီးမားတဲ့ဂုဏ်ယူမှုကြီးကိုယူဆောင်လာမလားဆိုတာကိုတော့ကျွန်တော်တို့အားလုံးစောင့်မျှော်ကြည့်ရှုနေရင်ဗန်အတွက်အားပေးကြမယ်ဗျာ